အပြာရောင်သမုဒ္ဒရာပေါ်ကနင်းတောင်လေးနဲ့တူတဲ့တုံတုံအေးအေးလေးနဲ့အရန်စားကျင်စရာကောင်းတဲ့အပြာရောင်အုံနုချောကလက်ဂျယ်လီလေးလှုပ်စားကြရအောင်ပထမဆုံးတဲဦးထည့်ကိုနွားနို့တကြားအုံနုရည်နဲ့မုန်းနလေးနဲ့ထည့်ပါမယ်သူ့ရဲ့ပင်မဆွဲဆောင်မှုဖြစ်တဲ့အပြာရောင်လေးရောက်ဖို့အတွက်အောင်မဲညိုပန်အမုံလေးထည့်ငွေပြနော်အယောင်လေးလှလာပြီဆိုရင်ရေစိမ်ထားတဲ့ဂျယ်လီပြားလေးထည့်ပြီးတမအောင်ငွေလိုက်တာပြီးရင်တော့ခွက်လေးတွေထည့်လောင်းထည့်ပြီးရေခဲတွေတားထည့်မှ2နာရီလောက်ခဲထားအောင်ထားလိုက်မယ်သူ့ကိုခဲတီတုံးဒုတိယအလွှာအတွက်ချောကလက်ကိုနွားနို့ပူပူလေးနဲ့အရည်ဖြော်ပါမယ်ဂျယ်လီအနှင်းငယ်ထပ်ထည့်ပြီးခုနကအပြာရောင်ဂျယ်လီခဲခဲလေးပေါ်ကိုအသားလေးလောင်းထည့်ပေးပါပြီးရင်နောက်ထပ်2နာရီလောက်ရေခဲတွေတားထည့်ထပ်ထည့်ထားလိုက်ဦးနော်ကဲအချိန်ပြည့်ပြီဆိုရင်တော့ခွက်ထဲကနေအသားလေးထုတ်လိုက်ပါမယ်အပေါ်ဆုံးကနေ whipped cream လေးဆန်းချလိုက်ပြီးစားလို့ရတဲ့ပန်းပွေလေးနဲ့အလားစစ်လိုက်ရင်တော့ဝါပြီးပြည့်စုံသွားပြီကြည်ပေါင်းခင်ကြီးလေးနဲ့ထိုးလိုက်ရင်တုံတုံအေးအေးလေးဖြစ်နေရအရသာကလည်းအုံတို့ရဲ့စိတ်တဲ့အရသာနဲ့ချောကလက်ရဲ့ချိုခါလေးပေါင်းဆက်သွားတော့တကယ်ကို share ပဲအိမ်မှာဆက်လုပ်ကြည့်ကြဖို့မမေ့နဲ့နော်